ထိုမျိုးသမီးသည်ထိုညတွင်သူမ၏ခင်ပွန်းအားသူမကိုလုံးဝမထိရန်ကတင်ပေါ်တွင်စီးတံတားကသတိပေးလိုက်သည့်အမျိုးသားဖြစ်သူကသူမအနာသို့တိုးကပ်ရန်ကြိုးစားတော့လဲသူမကသူ့ရီးစားဟောင်းထံသာသွားရန်ပြောဆိုခဲ့သည်ထိုအခါမှသာအမျိုးသားဖြစ်သူမှာဇနီးသည်တဝင်းတိုနေမှန်းရိပ်မိတော့သည့်အမှန်မှာတော့ထိုမျိုးသမီးသည်လက်ထပ်ပြီးမှသာသူမခင်ပွန်းတွင်ဆစ်ဆက်ထားဘူးသောရီးစားဟောင်းတဦးရှိခဲ့ကြောင်းသိရှိခဲ့ရခြင်းဖြစ်သည်ထိုရီးစားဟောင်းမှာသူမရှိသို့တက်တက်မတ်မတ်လာရောက်ရင်ဆိုင်ရုံတင်မကပဲအမျိုးသားဖြစ်သူ၏ဇနီးရွေးချယ်မှုအကြိုက်မှာပို၍ညံ့ဖျင်းလာသည်ဟုပင်လောင်ပြောင်ခဲ့သည်ထိုစကားကြောင့်အမျိုးသမီးမှာအလွန်ဒေါသထွက်ကရိုက်နှက်ရန်ကြိုးစားခဲ့တော်လဲခင်မုန်းဖြစ်သူကတားဆီးခဲ့သည့်အိမ်ပြန်ရောက်သောအခါအမျိုးသမီးကနောက်တွင်အခန်းခွဲအိမ်မီဟုပြောသည့်အမျိုးသားကသူမကိုဆွဲဖမ်းပြီးစောစောကကိစ္စအတွက်စိတ်ဆိုးနေသေးသလားဟုမေးတော်လဲမာနာကြီးသောအမျိုးသမီးကဝန်မခံပေသူမကရွက်ကဘာကွာသွားပြီးမော်တဲ့အမျိုးသား30ယောက်နှင့်ပြောပါပြစ်မည်ဟုပြောလိုက်သည်ထိုစကားကိုကြားသောအခါအမျိုးသားမှာဒေါသထွက်ပြီးသူမကိုကျမ်းပြင်ပေါ်သို့တွန်းချလိုက်ကမင်းကငါနဲ့ဝေးဝေးနေချင်တယ်ဆိုရင်လေကျမ်းပြင်ပေါ်မှာပဲအိတ်တော့ဟုအော်ဟစ်ကဆောင်းကိုအတင်းချုံပြီးကတင်ပေါ်တွင်အိတ်ပစ်လိုက်သည့်အမျိုးသမီးမှာဆောင်းကိုအတင်းဆွဲတော်လဲမရသဖြင့်စိတ်ပြက်လက်ပြက်ဖြင့်ရေချိုးခန်းထဲဝင်သွားခဲ့သည်ရေချိုးပြီးပြန်ထွက်လာသောအခါအမျိုးသားဖြစ်သူမှာကျမ်းပြင်ပေါ်တွင်ဆင်းအိတ်နေသည်ကိုတွေးလိုက်ရသည်သူ၏အေးချမ်းစွာအိပ်ပျော်နေသောမျက်နှာကိုမြင်သောအခါသူမ၏ဒေါသများမှလည်းကြက်ပြောက်ငှက်ပြောက်ကွယ်သွားခဲ့ဒီနောက်နေ့တွင်အမျိုးသမီးသည်ခင်ပွန်း၏တူဖြစ်သူထံသို့သွားကရီးစားဟောင်းအကြောင်းစုံစမ်းသည်တူဖြစ်သူကဆစ်ဆက်ပွဲမှာကြာမြင့်စွာကလေးကပြတ်သွားပြီဖြစ်ကြောင်းနှင့်အသေးစိတ်အကြောင်းရင်းကိုမူမသိရှိကြောင်းပြောပြသည်ထိုစဉ်မှာပင်ရီးစားဟောင်းထံမှခင်ပွန်းဖြစ်သူ၏လျှို့ဝှက်ချက်ကိုဖွင့်ချမည်ဆိုသောမက်ဆေ့ချတစ်ခုရောက်လာသဖြင့်သူမသည်ရီးစားဟောင်း၏အိမ်သို့ရောက်သွားခဲ့သည့်ရီးစားဟောင်းကသူမသည်ခင်ပွန်းနှင့်အတူလာမည်ဟုထင်မှတ်ထားတော်လဲအမျိုးသမီးကမူမနေ့ကအပြောဆိုခံရသည့်အတွက်လက်စားချေသည်အနေဖြင့်သူမကိုနားရင်သို့ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်လေသည်ရီးစားဟောင်းကလုံခြုံရေးများကိုခေါ်ပြီးသူမကိုအယူမဟုဆဲဆိုကအမျိုးသား၏အချစ်စစ်မှာသူမတာဖြစ်ကြောင်းပြောသည်ထို့နောက်ဒေါ်လာ1သန်းတန်ဖိုးရှိသောချက်လက်မှတ်ကိုထုတ်ပေးကကွာရှင်းပေးရန်ကမ်းလှမ်းခဲ့သည်သို့သောအမျိုးသမီးကမူခင်မွန်း၏credit card အများကိုအကန့်အသတ်မရှိသုံးစွဲခွင့်ရထားသူဖြစ်သဖြင့်ထိုငွေကိုဂရုမစိုက်ပေသူမကကျမခင်မွန်းကရှင်ကိုတကယ်ချစ်ရင်ရှင်ဒီလောက်တောင်ကျမကိုဖယ်ထုတ်ဖို့ကြကိုစားနေမှာမဟုတ်ဘူးဟုပြန်ပြောလိုက်သည်ထိုစဉ်မှာပင်ခင်မုန်းဖြစ်သူရောက်လာသည့်အမျိုးသမီးမှာခင်မုန်းကိုမြင်သည်နှင့်ရီးစားဟောင်း၏လက်ကိုဆွဲကသူမဘယ်တော့မှကွာရှင်းမည်မဟုတ်ကြောင်းပြောရင်းရုံရင်းဆန်ခတ်ဖြစ်ကနှစ်ယောက်စလုံးရေထဲသို့ကျသွားကြသည့်အမျိုးသားဖြစ်သူပြေးလာသောအခါအမျိုးသမီးမှာရီးစားဟောင်း၏ခေါင်းကိုရေထဲသို့နှစ်ထားပြီးသူမကိုယ်တိုင်ရေမကူးတတ်တဲ့အောင်ဟန်ဆောင်ကအော်ဟစ်နေသည့်အမျိုးသားကချက်ချင်းရေထဲသို့ခုန်ဆင်းပြီးသူ့ဇနီးကိုဆွဲတင်လိုက်ရာသူမကရီးစားဟောင်းရှိတွင်ခင်မွန်းနန်းကိုနန်းပြလိုက်သည်ကုန်းပေါ်ရောက်သောအခါရီးစားဟောင်းကသူမကိုတွန်းချခြင်းဖြစ်ကြောင်းတက်တည်ပြရန်ကြိုးစားတော်လဲအမျိုးသမီးကရုတ်တရက်တတိမေ့ခြင်းအောင်ဆောင်လိုက်သည်အမျိုးသားကရီးစားဟောင်းကိုနောက်မျက်နှာမပြရန်တတိပေးပြီးဇနီးတွေကိုပွေ့ချီကားထွက်သွားခဲ့သည်အိမ်ရောက်သောအခါအမျိုးသားကဟမ်းမဆောင်ရန်ပြောတော်လဲသူမကမျက်လုံးမဖွင့်သေးပေထိုအခါအမျိုးသားကအိမ်ပေါ်ကိုအိမ်ထဲတွင်အကြီးဆုံးအပ်ကိုတွားယူခိုင်းလိုက်မှအမျိုးသမီးမှာချက်ချင်းမျက်လုံးပွင့်လာတော့သည်သူမကရေနစ်တော့မလို့ဖြစ်လို့မူးလဲသွားခြင်းဖြစ်သည်ဟုစင်ကြေပေးတော်လဲအမျိုးသားကမိန်းမမင်းမှာရေငုပ်ကျွမ်းကျင်လက်မှတ်ရှိတာမေ့နေပြီလားဟုပြောလိုက်ရာသူမမှာစကားပင်မဆိုနိုင်တော့ပေနောက်ဆုံးတွင်သူမသည်ရီးစားဟောင်းပေးခဲ့သောဒေါ်လာ1သန်းတန်ချက်လက်မှတ်လေးကိုထုတ်ကြည့်ကသူမအတွက်အမျက်ထွက်သွားပြီဟုပျော်ရွှင်စွာပြောဆိုလိုက်ပါတော့သည်